ခုတွေ့နေအတီးရောကျွန်တော်ဒါ Blossom and World of Tomato ပေါ့နော်ကျွန်တော်ဒါခင်းချင်းပါဆိုလို့ရှိရင်ဒါကျွန်တော်တို့ကယ်ဆီယမ်ချွတ်တဲ့လက္ခဏာပေါ့ဒီအတီးရဲ့အောက်ထဲထဲမှာကြည့်လို့ရှိရင်ဒါအတီးတွေအဖျားမှာပုတ်သွားတာပေါ့လေအခြေမှာပုတ်တာပေါ့ပြီးလို့ရှိရင်ဒီမှာဟိုမှာစနေအသေးလေးတွေပေါ့နော်ဒီအလုံးသေးမှလည်းစနေဒီလိုဟဲ့ဘာလို့ဖြစ်တာလဲဆိုလို့ရှိရင်ဒါအပင်မှာလိုအပ်တဲ့ဒါကယ်ဆီယမ်တက်ချွတ်တဲ့တာပေါ့ချိုးတဲ့ဥစ္စာမှာဆိုလို့ရှိရင်ကျွန်တော်ဒါဒီမြေကြီးထဲမှာဟိုကယ်ဆီယမ်တက်ချိုးတဲ့ရဖြစ်နိုင်တယ်လို့ဒီအပင်ကလည်းဒီကယ်ဆီယမ်တက်ရှိရဲ့ဥစ္စာကိုသူကမစားနိုင်တာလည်းရှိရပေါ့လေအဲ့လိုဟာကိုကျွန်တော်ဘယ်လိုကုသမလဲဆိုလို့ရှိရင်ဒါဆော့ဖွားဆေးရယ်အသီးပွင့်ဆေးရယ်ကယ်ဆီယမ်ဘိုရွန်ဘိုင်ဥစ္စာတွေကျွန်တော်ဖြန့်ပေးနိုင်လို့ရှိရင်ဒါအပင်မြန်စားရတယ်ပေါ့နော်ကျွန်တော်တို့ဒီခုလိုပေါ့ဒီလိုအခြေအနေဆုံးမဖြစ်တဲ့ကုမယ်ဆိုလို့ရှိရင်တော့ဒါဒီအသီးကတော့မရတော့ဘူးပေါ့နော်ဒါပေမဲ့ကျွန်တော်တို့ဒီလိုမျိုးကောင်းတဲ့အသီးတွေအများကြီးကျန်နေတယ်ပြီးတော့စိုက်ခင်းရှင်ရတဲ့ဒါတွေကိုအဲ့လိုဖြစ်တဲ့အသီးတွေခူးချထားလိုက်ဒီမှာအများကြီးပဲဒီမှာလေအသီးကင်းလေးဟိုမှာတွေရောဒါတော်တော်လေးနှမျောဖို့ကောင်းတယ်ပေါ့နော်အဲ့လိုဥစ္စာကိုဒါကျွန်တော်တို့ဒါကွင်းဆင်းပြီးတော့ကြည့်ပေးခြင်းဖြစ်ပါတယ်အပွင့်တော်တော်လေးလိုက်နေပါတယ်